တ်လ28ရက်နေ့နေ့လယ်ပိုင်းကမြန်မာနိုင်ငံအလယ်ပိုင်းမှာ9.9အင်အားအလွန်ပြင်းထန်တဲ့ငင်းကလင်းကြီးတစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ငင်းကလင်းလှုပ်ခတ်ခဲ့တဲ့အချိန်ခဏမှာပဲအိုးအိမ်အဆောက်အဦများစွာနဲ့အတူလူအသက်ပေါင်းများစွာဆုံးရှုံးပျက်စီးခဲ့ကြရပြီးလူနေမှုဘဝများစွာဟာရှေ့ဆက်ရပ်တည်ဖို့အတွက်မတိကျမရေရာမှုများနဲ့အတူစိုးရိမ်စိတ်ထိတ်လန့်ကြောက်ရွံ့စိတ်အလုံးစုံတဲ့စိတ်တွေနဲ့ရင်ဆိုင်ခံစားနေခဲ့ကြရပါတယ်။ဒီလိုအကူအညီကိုမျှော်လင့်နေကြတဲ့ပြည်သူတွေအတွက်မြန်မာနိုင်ငံကြက်ချင်နီအသင်းကဒေသခံကြက်ချင်နီစေတနာလုပ်အားရှင်များဟာနိုင်ပိုင်းအတွင်းမှာပဲကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအချိန်နဲ့တပြေးညီစတင်လှုပ်ရှားခဲ့ကြပါတယ်။အသင်းဌာနချုပ်မှာလည်းထိခိုက်ဆုံးရှုံးမှုအများဆုံးခံစားခဲ့ရတဲ့ဒေသတွေစီလေ့ကျင့်သင်ကြားထားတဲ့စေတနာလုပ်အားရှင်များနဲ့ဝန်ထမ်း450ကျော်ကိုအားဖြည့်ကူညီပေးနိုင်မှုချက်ချင်းစီလုပ်ခဲ့ပါတယ်။ငလျင်စတင်ဖြစ်ပွားတာနဲ့တပြိုင်နက်ကျွန်တော်မြန်မာနိုင်ငံကြက်ချင်နီတင်းရစေတနာလုပ်အားရှင်တွေကငလျင်ဖြစ်ပွားတဲ့နေရာဒေသတွေကိုတွားရောက်ပြီးရှေးဦးပြုစုခြင်းဘေးကင်းရာကိုရွှေ့ပေးခြင်းလိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုထောက်ပံ့ပေးခြင်းစတဲ့ကိစ္စတွေကိုပထမဦးဆုံးတုံ့ပြန်မှုအနေနဲ့စတင်ဆောင်ရွက်ခဲ့ပါတယ်။ဒီလိုသွားတဲ့အခါမှာလမ်းခီးမှာအပျက်အစီးတွေကြောင့်အတားအဆီးတွေအပိတ်ပင်တွေရှိနေခဲ့ပေမဲ့လည်းကျွန်တော်တို့ရဲ့ကိုညီမှုတွေဟာရပ်တန့်သွားခြင်းမရှိဘဲဇက်တိုက်ဆောင်ရွက်ခဲ့ကြပါတယ်။လွန်ခဲ့သောရက်ပိုင်းအတွင်းမှာပဲမြန်မာနိုင်ငံကြက်ချင်နီအသင်းကလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပေးအပ်ခဲ့ပါတယ်။အထူးသဖြင့်အရေးပေါ်လိုအပ်နေတဲ့အမိုးအကာ9500ကိုဖြန့်ဝေပေးခဲ့ပြီးတောက်သုံးရည်များကိုဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။ဒါတွေမကပါဘူး။တကိုယ်ရေးတန်ရှင်းရေးအတွက်တကိုယ်ရေးတန်ရှင်းရေးသုံးပစ္စည်းပြည်သူလူထုထံကိုဒေါ်တူတော်လက်ရောက်ဖြန့်ဝေပေးခဲ့ပါတယ်။ငလင်တန်းကြောင့်များပြားလှစွာသောအဆောက်အဦများပြိုကျပျက်စီးခဲ့တဲ့အတွက်နေထိုင်မှုနဲ့ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲများကိုရင်ဆိုင်ကြုံတွေ့နေကြရတဲ့ဒေသရှိပြည်သူလူထုအတွက်ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်မှုဟာလည်းစိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ဒီလိုအစောတလင်လိုအပ်နေတဲ့အခက်အခဲတွေကိုကျော်လွှားဖြေရှင်းနိုင်မှုအတွက်ကြက်ချင်နီကရွေရှားကျန်းမာရေးစည်းကမ်းမိုဘိုင်းကလင်းနစ်တွေကိုဒေသရဲ့လိုအပ်တဲ့နေရာတွေမှာတက်ဆွမ်းသွေးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိနေကြပါတယ်။ဒီလိုဆောင်ရွက်ရမှာကြက်ချင်နီဝန်ထမ်းများနဲ့ကြက်ချင်နီစေတနာလုပ်အားရှင်များဟာရုပ်ပိုင်းဆိုင်ရာတာမကငလင်ကြောင့်စိတ်ပိုင်းဆိုင်ရာခံစားရသူတွေကိုအားပေးကူညီမှုတွေကိုပါတပြိုင်နက်လှုပ်ဆောင်ပေးခဲ့ကြပါတယ်။ကျွန်တော်ရဲ့ကူညီလှုပ်ဆောင်ပေးမှုတွေဟာပြီးသွားတာမဟုတ်သေးပါဘူး။ဆက်လက်ပြီးတော့လှုပ်ဆောင်ပေးနေမှာဖြစ်ပါတယ်။မကြာခင်မှာပြန်လည်ထူထောင်ရေးအပိုင်းတွေကိုရောက်ရှိလာမှာဖြစ်ပါတယ်။ဒီလိုအချိန်မျိုးမှာငလင်ဘေးတဲ့ပြည်သူလူထုရဲ့လိုအပ်ချက်တွေအဓိကလိုအပ်ချက်တွေကိုအလေးထားပြီးတော့ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကတယောက်ကိုတယောက်ကူညီတဲ့အခါမှာနှလုံးသားကနေပြီးတော့အရင်ခံထွက်ပေါ်လာတဲ့လူသားချင်းစာနာမှုစိတ်ဓာတ်တွေနဲ့ကူညီနေကြတာဖြစ်ပါတယ်။ဒီလိုစိတ်ဓာတ်ခွန်အားတွေနဲ့အမြဲတမ်းကူညီတဲ့ဘက်မှာရပ်တည်နေတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံကြက်ချင်နီအသင်းရဲ့အရေးပေါ်ကူညီကယ်ဆယ်ရေးအပိုင်းကနေပြန်လည်ထူထောင်ရေးအပိုင်းကိုတဖြည်းဖြည်းရောက်ရှိလာပါပြီ။လူထုရဲ့ဘေးကင်းလုံခြုံမှုအတွက်ယာယီတဲများဆောက်လုပ်ပေးခြင်းအမိုးကာများဖြန့်ဝေပေးခြင်းရေနစ်အစားအသောက်တွေဖြန့်ဝေခြင်းတကိုယ်ရေးတန်ရှင်းသောပစ္စည်းများနဲ့ငွေသားထောက်ပံ့ပေးခြင်းအပြင်ရက်ရွာလူထုတဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုအားကောင်းစေမည့်အစီအစဉ်တွေကိုပါဆက်လက်လှုပ်ဆောင်ပေးလျက်ရှိနေပါတယ်။ကျွန်တော်တို့ချမှတ်ထားတဲ့လုပ်ငန်းစဉ်တွေဟာခဏတာရေတိုအတွက်မဟုတ်ပါဘူး။ရေရှည်ကိုမျှော်တွေးပြီးတော့နောက်2နှစ်လောက်အထိကိုဆက်ပြီးတော့ဆောင်ရွက်မဲ့လုပ်ငန်းအစီအစဉ်တွေကိုအသေးစိတ်ချမှတ်ထားပြီးဖြစ်ပါတယ်။ဒါဟာလည်းကြက်ချင်နီရဲ့သဘောတဘာဝအတိုင်းဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ငလင်ဘေးတဲ့ပြည်သူလူထုအနေနဲ့ပြန်ပြီးတော့ထူထောင်လာပြီးတော့ကိုယ့်ခြေထောက်ပေါ်ကိုရနိုင်တဲ့အထိဆက်လက်ပြီးတော့အကူအညီပေးဖို့အတွက်ရေရှည်အစီအစဉ်တွေနဲ့ရေးဆွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒီနေ့ AB လ28ရက်နေ့ဟာဆိုရင်ပြင်းထန်တဲ့မြင်းကလေးလှုပ်ခတ်ခဲ့တာတလပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။လူတိုင်းရဲ့စိတ်ထဲမှာယခုအချိန်ထိစိုးရိမ်မှုတွေကြောက်ရွံ့မှုတွေစိတ်မလုံခြုံမှုတွေပူဆွေးသောကတွေကမနေ့တနေ့ကလိုပဲခံစားနေကြရတော့မှာပဲပျက်စီးဆုံးရှုံးမှုတွေကစက္ကန့်မှအတွင်းမြုံကြည်နိုင်လောက်အောင်ပြောင်းလဲသွားခဲ့တာပါဒီအတွက်လည်းကြက်ချင်နီအနေနဲ့ထိခိုက်ခံစားရသူတွေအတွက်ဆက်လက်ပြီးအကူအညီတွေပေးနေအောင်ပါပြည်သူတွေကပေါက်ဖွာလာတဲ့ကြက်ချင်နီတွေဖြစ်တဲ့အတွက်ပြည်သူအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပေးရမှာလိုအပ်သူတွေကိုဦးစားပေးကူညီရင်လူမှုဘဝများပြန်လည်တည်ဆောက်ရေးအပိုင်းတွေမှာပါတက်ဆွမ်းသူတွေပါဝင်အားဖြင့်လှုံ့ဆော်ပေးကြမှာပါ
ကျွန်တော်တို့မြန်မာနိုင်ငံချက်ချင်းတွေအသင်းအနေနဲ့ယခုတလတာအတွင်းမှာငလင်ပေးတဲ့ပြည်သူလူထုကိုအစွမ်းကုန်ကူညီပြီးတော့ကျွန်တော်တို့မျှော်မှန်းထားတဲ့အတိုင်းကူညီပေးနိုင်ခဲ့တာဒီရန်နီးရဝေးမှာရှိတဲ့မိတ်ဆွေကောင်းတွေကနေပြီးတော့ကျွန်တော်တို့ကိုလက်တွဲပါဝင်ခြင်းငွေအားပစ္စည်းအင်အားတွေနဲ့ဝိုင်းဝန်းကူညီကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီပုံကိုယ်တွေအားလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောလိုပါတယ် မြန်မာနိုင်ငံကြက်ချင်ဒီအသင်းအနေနဲ့ရှေ့ဆက်ပြီးပြန်လည်ထူထောင်ရေးအစီအစဉ်တွေမှာဒေသဆွမ်းဆောင်ရေးအားကောင်းလာမယ့်အစီအစဉ်တွေနဲ့ BNA ကြာရောက်တဲ့ဒေသတွေမှာရေရှည်ကြက်ကြက်ခံနိုင်မယ့်အစီအစဉ်တွေကိုပါထည့်သွင်းစဉ်းစားပြီးပြင်ဆင်လှုပ်ဆောင်နေပါတယ်။မြန်မာနိုင်ငံကြက်ချင်ဒီအသင်းဥက္ကဋ္ဌကိုယ်တိုင်ကလည်းဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့ကိုတွားရောက်ခါအသင်းကဆောင်ရွက်နေတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနေမှုအခြေအနေနဲ့ရှေ့ဆက်လှုပ်ဆောင်မှုလုပ်ငန်းအစီအစဉ်နဲ့ပတ်သက်၍ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။မြန်မာနိုင်ငံကြက်ချင်ဒီအသင်းဟာထိခိုက်ခံစားရတဲ့ပြည်သူလူထုနဲ့အတူတုံ့ပြန်ဆောင်ရွက်ခြင်းနဲ့ပြန်လည်ထူထောင်ခြင်းလုပ်ငန်းတွေကိုတက်ဆွမ်းသူ၍အဖက်ဖက်မှဆက်လက်လှုပ်ဆောင်သွားအောင်ပါပါလူသားချင်းစာနာထောက်ထားဒိုးကြက်ချင်ဒီများ